ခြေတူသင်းချင်းတွေ့မှာဒီတမတ်သာရယူနိုင်ခဲ့တဲ့ Manchester United အားလုံးပဲမင်္ဂလာပါ Ruben Amorim ရဲ့ Manchester United အသင်းကတော့နေ့စီဒါဘီမှာလိကိုနိုင်မြူနိုင်ခဲ့ပဲဒီတမတ်နဲ့သာကျင်းနေခဲ့ရပြီဖြစ်ပါတယ် Bruno Mbumo အာမတ်တို့မပါနိုင်တဲ့ United တိုက်စစ်ကဝေးရနိုင်ကြီးတော်လီနေခဲ့တာဖြစ်ပြီး Benjamin Sesko ကလည်းဒီပွဲမှာတော်လီကိုဖြင်းခဲ့တာပါ။ဦးညာကတော့ဒီပွဲမှာအကောင်းဆုံးကစားသမားဖြစ်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီးရေးပါတဲ့ခြေပါကိုတကူသူ့ယူပေးခဲ့တယ်လို့ Sunny Lemon ကလည်းလီတို့ရဲ့အပိုင်ငယ်ချက်တော်တော်များများကိုဒီပွဲမှာကာကွယ်ပေးနိုင်ခဲ့ပါတယ်။ဒီရလက်ကြောင့်လက်ရှိမှာတော့ Amorim ရဲ့ Manchester United အသင်းကနောက်ဆုံးနှစ်ပွဲဆက်ဒီရလက်နဲ့သာကျင်းနေခဲ့ရပြီဖြစ်ပြီး Champions League ဝင်ငွေတနေရာအတွက်လည်းစိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ဒီပွဲစဉ်ရဲ့ဘောတော်လူစင်းမှာဆိုရင် Manchester United တို့ကတိုက်စစ်မှာ Sesko ကိုပဲထောင်ထားခဲ့တာဖြစ်ပြီးဦးညာဒေါ်ကူရိုနဲ့တွဲပြီးလာခဲ့တာပါ။ဝင်းလည်တဲ့တောင်ပန်တစ်ပတ်မှာတော့ Ukati Casemiro တွဲပြီးလူရှော့ဒါလော့တို့ဖြစ်ပြီးကန်စစ်ပိုင်းမှာတော့မာတီနဲ့ဟာဗန်ယိုယိုရိုနဲ့တူ3-4နှစ်ပုံနဲ့ပြင်းကျင်လာခဲ့တာဖြစ်ပါတယ်။ပွဲစား9မိနစ်မှာကလေးက United တို့အတွက်ကူညာကဦးဆောင်ကိုသူ့ယူပေးခဲ့ပေမဲ့လူကျွနေခဲ့တာကြောင့် United တို့နစ်နာခဲ့ရတာပါ။အဲဒီနောက်ပွဲချိန်39မိနစ်အရောက်မှလည်းယိုယိုရဲ့အပိုင်ကောင်းတဲ့ချက်ဒီကိုသမားကာကွယ်သွားခဲ့လို့သာ United တို့ဂိုးမရခဲ့တာဖြစ်ပြီးပထမပိုင်းကတော့ဂိုးမရှိသေးနဲ့သာပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ United တို့ဌာနေမှုကတစ်ဆင့်လီတို့ဦးဆောင်ကိုစတင်ရရှိသွားခဲ့တာဖြစ်ပြီးပွဲချိန်62မိနစ်မှာနဲ့အာရိုဆန်ကသူ့ယူသွားခဲ့တာပါ။ဒါပေမဲ့လီတို့ရဲ့ဦးဆောင်မှုက3မိနစ်သာခံခဲ့ရတယ်လို့ပြောရမှာဖြစ်ပြီးပွဲချိန်64မိနစ်ရောက်မှနဲ့ကူညာက United တို့အတွက်လိုအပ်နေတဲ့ချီပါကိုသူ့ယူပေးသွားခဲ့တာဖြစ်ပါတယ်။အဲဒီနောက်ပွဲချိန်69မိနစ်ရောက်မှ Okafor ရဲ့အပိုင်ငယ်ချက်လမ်းမကာကွယ်နိုင်ခဲ့သလို82မိနစ်ရောက်မှလည်းကူညာရဲ့ကန်ချက်တိုင်ပန်ခဲ့လို့သာသူ့ဂိုးတွေထပ်မမြစ်တွေ့ခဲ့ရတာပါ။ပွဲပြီးဆုံးဖို့နီးကက်လာတဲ့မြလက်ချံပွဲတွေနေမှာတော့နှစ်သင်းလုံးအနိုင်ကိုရဖို့အားထုတ်ခဲ့ကြပေမဲ့ဂိုးတော့ထပ်မရခဲ့ပေတစ်ဖက်တစ်ခုစီနဲ့သာပွဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီရလက်ကြောင့် Asian League တို့ကနောက်ဆုံး9ပွဲဆက်မရှုံးအောင်ကစားထားနိုင်ခဲ့ပြီဖြစ်ပြီး United တို့ကတော့နောက်ဆုံး2ပွဲဆက်နိုင်ပွဲပြောက်ခဲ့ရပြီဖြစ်ပါတယ်။